ရွာတရွာမှာမသိနိုင်တဲ့လျှို့ဝှက်စမ်းကြဲတဲ့ဗဟေရီတစ်ခုကိုဖုံးကွယ်ထားပြီးတော့ကျိန်စာသင့်ဆုံးမတယောက်ရှိနေပါတယ်။ကျိန်စာသင့်အုံးမင်ပေါ်မှာဆုံးမလိုလိုတရေလိုလိုဘယ်ရဘလို့ရောက်လာမှန်းရွာသားတွေဘယ်သူမှမသိကြပါဘူး။ဘာလို့ရွာတွေကမိန်းကလေးတချို့ရဲ့သွားတွေကနတ်ဆိုးလိုလိုတရေလိုလိုချွန်ချွန်ထက်ထက်သွားကြီးတွေရှိနေရတာလေ။ဒီရွာကအပြည့်မရှိတဲ့မီးခွန်းမောင်းများစွာနဲ့ပြည့်နှက်နေပါတယ်။ဦးဘကလည်းအဖွားမြရဲ့အကြံပေးချက်နဲ့ခင်ထွေးကိုကယ်တင်ခဲ့ပါတယ်။ဒီလိုလုံရင်းနဲ့သူကကျိန်စာတင့်နေတဲ့တစ်ပင်အောက်မှာအလောင်းတစ်ကောင်ထားခဲ့မိပါတယ်။ဒါပေမဲ့တစ်ပင်မော်ကဆုံးမကဒီလိုအဖြစ်အပျက်မျိုးကိုအချိန်အကြာကြီးစောင့်နေခဲ့မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။ဆုံးမကနှစ်ပေါင်းများစွာသူ့အတွက်ဂျားကန်ခန္ဓာကိုယ်တစ်ခုကိုစောင့်မျှော်နေခဲ့တာပါ။အခုတော့ဒီအလောင်းကနေတဆင့်သူ့ရဲ့ကျိန်စာကနေလွတ်မြောက်တော့မှာဖြစ်ပြီးတော့အရင်အားထက်ပိုပြီးတော့အစွမ်းထက်လာတော့မှာပါဒါပေမဲ့ဆုံးမလိုချင်တာကဘာလဲဒါကတော့လှုပ်ဝက်ချက်တစ်ခုအဖြစ်အနေနဲ့ရှိနေတော့မှာပဲဥပကြောင့်ဂျားခန့်ခန္ဓာအလောင်းတစ်ခုကိုတွေးရှိသွားတဲ့အခါမှာတော့ဆုံးမကရွာဘက်ကိုစတင်ပြီးချင်းကပ်လာပါတော့တယ်ရွာရဲ့ကံကြမ္မာကဘလို့ဖြစ်လာမလဲဆိုတာဘယ်သူမှမသိကြပါဘူးဘာမှသူ channel ရဲ့ပရိသတ်ကြီးကဇလန်းလေးကိုဆက်ပြီးကြည့်ရှုလိုက်ကြအောင်ရှင်မောင်မိုက်နေတဲ့ညတညမှာဦးမောင်ရဲ့အိမ်တကားကိုတယောက်ကလာခောက်ပါတယ်ဦးမောင်လည်းတကားခောက်တန်ကြောင့်ရုတ်တရက်လန်နိုးသွားခဲ့ပါတယ်ဒါပေမဲ့ဒီအချိန်ဘသူကတကားခောက်တာလဲဆိုပြီးကြောင်ရွံ့စိတ်တော့ဖြစ်ခဲ့တယ်သူနာယူကြည့်လိုက်တော့ည12နာရီထိုးနေပါပြီတယောက်ကတကားကိုအဆက်မပြတ်ခောက်နေတာမို့ဦးမောင်တယောက်ထိတ်လန့်တုန်လှုပ်နေပါတယ်နောက်ပြီးသူကညဘက်ဒီချိန်ဘသူကတကားလာခောက်တာလဲဘသူဖြစ်မလဲဆိုပြီးသူစိုးရိမ်သွားတယ်တကားခောက်တန်းကလည်းအဆက်မပြတ်ထွက်ပေါ်နေတာမို့ဦးမောင်လဲဘသူလဲလို့အော်မေးလိုက်ပေမဲ့အပြင်ကပြန်ဖြေတန်းတစ်ခုမှမကြားခဲ့ပါဘူးသူကထပ်ပြီးတော့မေးတယ်ဘယ်သူလဲအပြင်မှာဘသူရှိလဲဒါပေမဲ့ဘာတမ်းမှထပ်မကြရအောင်အဲ့ဒါနဲ့သူလဲတကားနာကိုဖြည်းဖြည်းချင်းကပ်ပြီးတကားချက်ကိုတက်တိမွေးပြီးတော့ဆွဲဖွင့်လိုက်ပါတယ်သူဖွင့်လိုက်တဲ့အခါမှာသူ့မျက်စိရှေ့မှာမြင်နေရတာကအမျိုးသမီးတစ်ယောက်သူ့ကိုကြောပေးပြီးရက်နေပါတယ်ပြီးတော့အဲ့ဒီအမျိုးသမီးရဲ့သပင်အရှည်ကြီးကလည်းလေထဲမှာတဝဲဝဲနေတယ်ဦးမောင်ကလည်းခမည်းမသူလဲဒီချိန်ဒီမှာဘာလုပ်နေရလဲဆိုပြီးတော့အမျိုးသမီးကိုမေးလိုက်တယ်အဲ့ချိန်မှာပဲရုတ်တရက်အမျိုးသမီးကသူ့ရှီကိုဖက်ခနဲ့လှည့်လိုက်တယ်အဲ့ဒီအမျိုးသမီးကတော့တရေဆုံးမဖြစ်ပါတယ်သူ့ရဲ့ပုံမှန်တရံကလည်းအရန်ကိုကြောက်ဖို့ကောင်းပါတယ်ဦးမောင်တယောက်ကလည်းတုံလှုပ်ခြောက်ချားနေပါပြီအဲ့ဒီအချိန်မှာတရေမကငါကိုမမမိဘူးလားဆိုပြီးတော့ဦးမောင်မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာတော့ဦးမောင်တယောက်ကအရန်ကြီးကြောက်လွန်ပြီးစကားတော့မပြောနိုင်ပါဘူးသူကတော်တော်လေးကိုထိတ်လန့်တုန်လှုပ်ပြီးချွေးတွေတောင်တပေါက်ပေါက်ကျနေခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစုံမကသူ့အနာကိုတဖြည်းဖြည်းတိုးလာတယ်ပြီးတော့ဦးမောင်ကိုကြည့်ပြီးနေငါကိုတကယ်မမမိသေးဘူးလားနင်ကမျက်လုံးတွေဖောက်ရတာသဘောကျတယ်မလားဆိုပြီးတော့ပြောလိုက်တယ်ဒီအချိန်မှာဦးမောင်တယောက်လုံးဝကိုသွေးပြတ်သွားခဲ့ပါပြီငါမဟုတ်ပါဘူးငါမဟုတ်ပါဘူးမလုပ်ပါနဲ့ဆိုပြီးတော့စကားအထစ်ချင်းနဲ့အော်ဟစ်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲစုံမဦးမောင်ရဲ့မျက်လုံးကိုအာကြီးနဲ့ထိုးဖောက်လိုက်ပါတယ်ဦးမောင်ရဲ့မျက်စိတစ်ဖက်ကကျွတ်သွားပြီးတော့အနောက်ကိုဖင်ထိုင်ရက်လဲကျသွားပါတယ်အဲ့ဒီအချိန်မှာပဲစုံမကအညိုးတကြီးနဲ့သူ့ပေါ်ကိုတက်ခွာပြီးလက်သေးတွေနဲ့ထိုးဆိုင်တပ်ဖြတ်လိုက်ပါတော့တယ်ဦးမောင်အတီဆိုးနဲ့တီွားတာကိုစုံမတရေကကြည်နက်ကြီးကြည်နေပါတော့တယ်စုံမလည်းမကြခင်မှာပဲဦးမောင်အိမ်ကနေပျောက်ကွယ်သွားပါတယ်ရွာအပြင်မှာလူတယောက်လမ်းလျှောက်လာပါတယ်အဲ့လူကတော့ဦးမင်းလွင်ဖြစ်ပါတယ်ဦးမင်းလွင်ကသူ့ရဲ့ကုန်ပစ္စည်းတွေကိုမြို့မှာတက်ရောက်တာပါသူပြန်လာတဲ့အခါမှာတော့ညဘက်မိုးတော်ချုပ်နေပါပြီဦးမင်းလွင်ကတော့အေးအေးဆေးဆေး
သူ့စပိန်လေးတွန်းရင်လမ်းလေးလျှောက်နေပါတယ်ဒါပေမဲ့သူမသိလိုက်တာကအုံးမင်တရင်ရဲ့နောက်မှာတရေဆုံးမရောက်နေတာသူမသိလိုက်ပါဘူးဦးမင်းလွင်လမ်းတော်လေးလျှောက်ပြီးတဲ့အခါမှာတော့တရေမကသူနဲ့မလန်းမကန့်ကနေမင်းလွင်ဆိုတဲ့ခေါ်တန်တန်ကိုသူကြားလိုက်တယ်အဲ့ဒီတန်ကလည်းသူ့ရဲ့နာမည်ကိုထက်ခါခေါ်နေတယ်မင်းလွင်ဆိုတဲ့ခေါ်တန်ကသူနဲ့တဖြည်းဖြည်းနီးကပ်လာတယ်သူကလည်းဒီအချိန်ဒီနေရာမှာဘသူကငါနာမည်ကိုအဲ့လောက်ခေါ်နေရလဲဆိုပြီးထူးထူးဆန်းဆန်းတော့ဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲတရေမသူ့ရဲ့အနောက်မှာထက်ချက်မကွာရောက်နေပါပြီဦးမင်းလွင်ကလည်းအတန်ကတော့မိမအတန်ပဲဘသူလဲဆိုတာသိကျင်စိမ့်နဲ့အနောက်ကိုအမြန်လှည့်ကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတရေဆုံးမကတဖြည်းဖြည်းသူ့နာကပ်လာပြီးဘာဖြစ်သွားတာလဲကိုမင်းလွင်ရဲ့ငါ့ကိုတွေ့လို့အံ့ဩသွားတာလားဆိုပြီးတော့ပြောလိုက်တယ်ဦးမင်းလွင်တယောက်လဲသူ့ရဲ့မျက်လုံးကိုသူမယုံနိုင်အောင်ဖြစ်နေပြီးတော့ဆုံးမကိုခမအဲ့ဆုံးမပဲလားခမအဲ့ဒီဆုံးမမလားဟုတ်တယ်မလားဆိုပြီးကြောက်လန့်နဲ့မေးလိုက်တယ်ဆုံးမကဟုတ်တယ်နင်းမှန်တယ်ငါကအဲ့ဒီတယောက်ပဲငါပြန်လာပြီလေအားလုံးတတ်ဖို့ပဲဘယ်သူမှအလွတ်ပေးမှာမဟုတ်ဘူးမင်းတို့တွေအဲကိုရောက်လာတဲ့ညကိုပြန်တရိယာကြည်စမ်းငါပြန်လာမယ်လို့အဲ့ဒီကလေးကကြီးညာခဲ့တာမဟုတ်လားမင်းတို့ဘာလို့အဲ့လိုလုပ်ခဲ့ရလဲဘာလို့လဲပြောပြီးတာနဲ့ဆုံးတရေမှာဦးမင်းလွင်ကိုသူ့ရဲ့အားကိုစောင့်တွန်းလိုက်ပါတယ်ဦးမင်းလွင်တယောက်အဝေးကိုလွင်ထွက်သွားပြီးအုံးမင်တပင်နဲ့စောင့်မိပါတယ်အဲ့ဒီအချိန်မှာပဲတရေဆုံးမကချီမောပြီးအုံးမင်မောကနေကျိုးတစ်ချောင်းကျလာတယ်အဲ့ဒီကျိုးကတော့ဦးမင်းလွင်ရဲ့အသက်ကိုဇီးဝင်ချုပ်ပေးမှာပါဦးမင်းလွင်ကလည်းအားကုန်ကန်ကြောက်ယုံနေရင်နောက်ဆုံးတော့ရှာကြီးတန်လန်းထွက်ပြီးအယုတ်ကျိုးပြက်တေပွဲဝင်သွားရပါတယ်ဆုံးတရေမကလည်းတေနေတဲ့ဦးမင်းလွင်ကိုကြည့်ပြီးခဏအကြာမှာပဲပြက်ွယ်သွားပါတယ်တိတ်ဆိတ်တဲ့ညတညမှာတထေးကြီးဦးကျော်တယောက်သူ့ရဲ့ဥယျာဉ်ထဲမှာအနားယူနေပါတယ်တထေးဦးကျော်ကဆေးပြင်းလိတ်တောက်နေရင်သူ့ရဲ့အလုပ်ကိစ္စတွေကိုတွေးတောနေတယ်အဲ့ဒီအချိန်မှာပဲသူအတန်ကြားလိုက်ရတယ်တထေးကြီးသူအတန်ကြားပေမဲ့ဂီးမဆိုင်ခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့ပတ်ဝန်းကျင်မှာတယောက်ရှိနေတယ်လို့သူခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအတန်ကတဖြည်းဖြည်းနဲ့အနာကပ်လာပြီးထက်ကြရတယ်တထေးကြီးဦးကျော်တထေးကြီးသူ့ရဲ့အနောက်နားလေးကနေအတန်ထွက်လာတာကြောင့်တထေးဦးကျော်တယောက်ထိတ်လန့်တုန်လှုပ်သွားပါတယ်ပြီးတော့ကြောက်ဖို့ကောင်းတဲ့တစုံတစ်ခုကသူ့စီကိုလှမ်းလာနေရဲဆိုတာအသိစိတ်ထဲမှာသိလိုက်ပြီးတော့မျက်လုံးလေးစောင်းကြည့်လိုက်တယ်အဲ့ဒီအချိန်မှာတော့တရေဆုံးမကသူ့အရှိရောက်နေပါပြီတထေးကြီးဦးကျော်တထေးကြီးဦးကျော်ကအရန်ကိုထိတ်လန့်တုန်လှုပ်နေပြီးတော့သွေးပြတ်မတက်ဖြစ်နေပါတယ်ဘသူလဲဟဲ့ဘာလာလောက်တာလဲတထေးကြီးဦးကျော်ကကျမကိုမမတ်မိဘူးလားတကယ်မမတ်မိတာလားဘာလို့လဲဘာဖြစ်သွားတာလဲတထေးကြီးရဲ့စကားမပြောနိုင်တော့ဘူးလားအခုဆိုရင်တထေးကြီးရဲ့စကားတန်ကိုထာဝရဆုံးရှုံးသွားရတော့မှာထညက်လေးနည်းနည်းလောက်စားလိုက်ပါလားတရေဆုံးမကသူယူလာတဲ့ထညက်ဖူးတွေကထညက်တွေအများကြီးသူ့လက်ထဲမှာယူလိုက်ပြီးတထေးကြီးဦးကျော်နာတဖြည်းဖြည်းချင်းကလာပါတယ်ဦးကျော်တယောက်ကြောက်လွန်းလို့တရေမကိုကြည်နေပါတော့တယ်စုံတရေမကဦးကျော်ရဲ့ပါဇက်ထဲကိုချမ်းလျက်တွေအများကြီးပြည့်သိပ်ထည့်လိုက်ပါတယ်ချမ်းလျက်တွေကအများကြီးဖြစ်တာမို့တထေးဦးကျော်ပါဇက်ကမခံနိုင်ပဲပါဇက်ကြီးပြဲပြီးသွေးတွေအများကြီးထွက်ခါသေဆုံးသွားရပါတယ်တထေးဦးကျော်ရဲ့ပုံပြက်ပန်းပြက်တည်နေတဲ့ပုံစံကိုကြည့်ပြီးဆုံးမအကျေနဲ့ကြီးကျေနဲ့နေပါတော့တယ်ခဏကြာတော့ဆုံးတရေမှလည်းပျောက်ကွယ်သွားပါတယ်
ည2 နာရီနာရီတန်တစ်ချက်နဲ့အတူဦးခင်အေးတယောက်အိမ်မောကြနေပါတယ်အဲ့ဒီချိန်မှာပဲသူအတန်တက်တက်ကြားလိုက်တာကြောင့်နားဆိုင်ထောင်နေပါတယ်ညဘက်ကြီးအိမ်ထဲကနေစူးစူးညံ့ညံ့အတန်ကြီးထွက်နေတယ်ပြီးတော့ညာအိမင်းကြီးသူ့သမီးခင်တွေဘသူနဲ့စကားပြောနေရလဲဆိုပြီးသူတွေးနေတယ်အဲ့ဒီချိန်မှာပဲအဖေကဲပါဦးအဖေသမီးကိုကဲပါဦးသမီးကြောက်တယ်အဖေကဲပါဦးဖေဆိုပြီးတော့သူ့တကားအပြင်ဘက်ကနေကြားလိုက်ရတယ်သူကလေတော်တော်လေးကြောက်သွားတယ်သူ့အိမ်ထဲမှာဗာမြန်းဖြစ်နေရလဲဆိုပြီးတော့ပေါ့ပြီးတော့သူ့သမီးခင်တွေကအိတ်နေတာသူဘာဖြစ်တာလဲလို့တွေးရင်းနဲ့အခန်းထဲကနေအခန်းပြင်ကိုသူ့မြန်မြန်လေးတွားလိုက်တယ်သူ့ရဲ့နှလုံးခုန်တန်တွေကလည်းတုတ်တုတ်နဲ့တော်တော်လေးကိုခုန်နေပါတယ်တအားလဲကြောက်နေပါတယ်သူ့အခန်းတကားကိုဖွင့်လိုက်တဲ့အခါဘာမှမတွေ့ရပါဘူးဒါပေမဲ့သူ့တော်တော်လေးလန့်နေတယ်အဲ့ဒီအချိန်မှာပဲတရေမသူ့အခန်းတကားဝါနေဇောက်ထိုးကြီးကြည့်ပြီးသူ့ကိုရီနေတယ်ပြီးတော့စုံတရေမဆင်းလာပြီးသူ့စီကိုတန်းတက်မတ်မတ်ရှောက်လာပါတယ်ဦးခင်ရေကတိမ်မတက်ကြောက်လန့်နေပါပြီတရေမကနင်းသမီးအတန်ကြတော့ကြောက်သွားတယ်မလားဘလို့လဲနင်းငါ့ကိုမမတ်မိဘူးလားဦးခင်ရေတယောက်ကြက်တီတီပြီးအကြောက်လန့်ကြီးကြောက်လန့်နေတာပေါ့မဟုတ်ဘူးဒါမှဖြစ်နိုင်ဘူးဒါအမှန်မဟုတ်ဘူးနင်းအသက်ရှင်နေလို့မရဘူးနင်းအသက်ရှင်နေလို့မရဘူးလို့ပြောလိုက်တယ်စုညံတန်နေကြောင့်ခင်ထွေးတယောက်ရုတ်တရက်နိုးလာပြီးအပြင်ကိုထွက်လာကြည့်ပါတယ်အဲ့ဒီချိန်မှာဆုံးမကိုမြင်လိုက်ပြီးတော့သူတော်တော်လေးထိတ်လန့်သွားပါတယ်အဲ့ဒီဆုံးမကအုံးမီမော်မှာကျိန်စာမိနေတဲ့ဆုံးမဆိုတာခင်ထွေးချစ်ချင်းသိလိုက်တယ်အဲ့ဒီချိန်မှာတရေဆုံးမကခင်ထွေးအဖေဦးခင်အေးနာတဖြည်းဖြည်းချင်းကတ်သွားတယ်ဦးခင်အေးကဒါမဖြစ်နိုင်ဘူးကျေးဇူးပြုပြီးကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ခမည်းကိုဘယ်တော့မှမကောင်းမကြံခဲ့ပါဘူးမလုပ်ပါနဲ့ဆိုပြီးအော်ဟစ်တောင်းပန်နေတယ်အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ခင်ထွေးကတော့တတိလစ်သွားခဲ့ပါတယ်သူ့ရဲ့အဖေကလည်းမလုပ်ပါဘူးမတက်ပါနဲ့အော်ဟစ်နေပေမဲ့ဆုံးမကနောက်ဆုံးမှာဦးခင်အေးလေပင်ကိုတင်းကြပ်စုပ်ကန်ပြီးလေပင်ညှက်တက်လိုက်ပါတယ်ပြီးတော့ဦးခင်အေးကိုတွန်းထုတ်လိုက်ပြီးတိမ်နေတဲ့ပုံစံကိုကြည့်ကတဟီးဟီးရီနေပါတော့တယ်နောက်တနေ့မနက်ခင်ထွေးကအဖွားများအိမ်ကိုအပြေးသွားခဲ့ပါတယ်။ဖွားများတို့အိမ်ရောက်မှရွာထဲမှာနောက်ထပ်လူတက်မှု3ခုဖြစ်ပွားခဲ့မှန်းသူသိလိုက်ရတယ်။ခင်ထွေးကသူ့အဖေရဲ့အဖြစ်အပျက်တွေပြောပြပြီးငိုယိုနေတော့မှဖွားများကသမီးရဲ့အခုလိုငိုနေရမယ့်အချိန်မဟုတ်ဘူးကွ။စဉ်းစားရမယ့်အချိန်ဆုံးမကအုံးမင်ဘော်ကနေဘလို့ဆင်းလာပြီးရွာသားတွေကိုလိုက်တက်နေရလဲလို့မေးလိုက်တယ်။အဲ့ဒီအချိန်မှာခင်ထွေးကဟုတ်တယ်အဖွားမနေ့ကညသမီးအဲ့ဒီဆုံးမကိုတွေ့ခဲ့တယ်။ तू ကအုံးမင်မော်ကတယောက်ပဲအဖွားသမီးသူ့ကိုစိုက်ကြည့်နေတာ तू သိပေမဲ့သမီးကိုတော့ဘာမှမလုပ်သွားဘူးဆိုပြီးတော့ပြောလိုက်တယ်။ကြည်ပြားတို့သားဖာလည်းအဲ့စကားကိုကြားပြီးလန့်သွားတာပေါ့။ဦးကဖြစ်နိုင်တာကဒီဆုံးမမိန်းမတွေကိုမတက်ဘူးထင်တယ်။ကြည်ပြားကလည်းအရင်ဆုံးအဲ့ဒီဆုံးမကဘာလို့ကျိန်စာတင်ခဲ့ရတာလဲဆိုတာရှာရမယ်။ပြီးတော့ဒီရွာကမိန်းကလေးတွေရဲ့သွားနတ်ဆိုးလိုဖြစ်နေတာလဲဒီဆုံးမလက်ကနေဘလို့လွတ်မြောက်နိုင်မလဲဆိုတာကိုစဉ်းစားကြရမယ်အားလုံးစဉ်းစားနေတော့မှခင်ထွေးကတစုံတစ်ခုကိုသတိရသွားပြီးတော့အဖွားမနေ့ကဆုံးမကကျမတို့အိမ်ဝင်လာတော့ကအဖေကဒါအမှန်မဟုတ်ဘူးကျွန်တော်ကိုမတက်ပါနဲ့ကျွန်တော်ခမ ्या ကိုဘယ်တော့မှမကောင်းမကြံခဲ့ပါဘူးလို့ပြောလိုက်တယ်အဖွားဖွားများကဒီအနောက်မှာလှုပ်ဝက်ချက်တစ်ခုတော့ရှိရမယ်ငါတို့ဒါကိုရှာဖွေရမယ်အဲ့ဒီချိန်မှာပဲရုတ်တရက်တကားကိုတစုံတယောက်ကကျဲလောင်စွာလာထုပါတယ်ထက်ခါတကားတကားခောက်တန်ကြောင့်အားလုံးထိတ်လန့်တုန်လှုပ်သွားပါတယ်တကားကိုစိုက်ကြည့်ရင်စုံမများလာလို့တွေးနေကြပါတယ်ဥပကတက်တီမွေးပြီးတကားကိုဖွင့်လိုက်ပါတယ်အပြင်မှာရက်နေတာကသူ့တငယ်ချင်းတိုးကြီးဖြစ်နေတယ်တိုးကြီးကအိမ်ထဲဝင်လာပြီးတော့ငါလှုပ်ဝက်ချက်ကိုသိပြီဆိုပြီးအားလုံးကိုရှင်းပြလိုက်ပါတယ်အားလုံးကထိတ်လန့်တုန်လှုပ်သွားကြတယ်တိုးကြီးကဘာတွေပြောလိုက်လို့အဲ့လောက်တုန်လှုပ်သွားကြတာလဲဒီပဟေရီကိုပေါ်ထုတ်ဖို့ဇလန်းလေးရဲ့လာမဲ့စတုထအပိုင်းကိုစောင့်ကြည့်ပေးကြပါအောင်ရှင်